ตายาလှပတဲ့မြိုင်စန်းရွာလေးဟာတောင်ကြီးတစ်လုံးအမိပြုတ်ပြီးတဘာဝအလှတရားတွေနဲ့ပြည့်စုံနေတဲ့တောင်ချီရွာလေးတစ်ရွာဖြစ်ပါတယ်။ရွာသူရွာသားတွေကလည်းတယောက်နဲ့တယောက်ရိုင်းပင်းကူညီရင်းရိုးသားစွာနေထိုင်ကြပါတယ်။အဲ့ဒီရွာလေးမှာတော့စီသူလို့ခေါ်တဲ့မိဘမဲ့ကလေးငယ်လေးတအူဟာအသက်အရွယ်ကြီးရင်းနဲ့အဖွားနဲ့တူတဲအိမ်လေးထဲမှာဆင်းရဲဒုက္ခမျိုးစုံနဲ့နေထိုင်ခဲ့ရပါတယ်။တခြားသူတွေလိုတက်တောင့်တက်တာမရှိဘဝကခက်ခဲကြမ်းတမ်းပေမဲ့စီသူလေးဟာရိုးသားဖြောင့်မတ်ပြီးစေတနာတရားထက်သန်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။သူဟာအဖွားကိုချစ်ခင်ရှိုသေးပြီးရွာသားတွေကိုလည်းကိုအကျိုးမမျှော်ကိုပဲအမြဲကူညီပေးတတ်ပါတယ်။ဒါကြောင့်ရွာသူရွာသားတွေကသူ့ကိုကိုယ့်ရဲ့ဆွေမျိုးရင်းချတယောက်လိုချစ်ခင်ခဲ့ကြတာပေါ့။စီသူဟာနေ့ရက်တိုင်းမှာမနက်စော်ထပြီးအဖွားအတွက်ရိုးရှင်းတဲ့မနက်စာကိုပြင်ဆင်ပေးလေးရှိပါတယ်။အဖွားကြိုက်တတ်တဲ့ဟင်းလျလေးတွေကိုချက်ပြုတ်ပြီးမှရွာတွေကစာတင်ကျောင်းလေးကိုစာတင်ဖို့ထွက်ခဲ့ရတာပါ။သူဟာစင်းရဲပင်ပန်းမှုဘလောက်ပဲရှိပါစေစိတ်ပြတ်မကြပဲပညာကိုအားထုတ်ခွန်ဆိုင်ကြိုးစားသင်ယူပါတယ်ပြီးတော့ကျောင်းစင်နာနဲ့တခြားကလေးတွေလိုမစော့ပဲရွာတွေကလွှင့်ပစ်ထားတဲ့ဗန်ဂျေပလတ်စတစ်နဲ့စက်ကူစုပ်စားတဲ့အမိုင်ဟောင်းပစ္စည်းတွေကိုလိုက်လံကောက်ယူပြီးရောင်းချပါသေးတယ်အဲ့ဒီကနေရတဲ့ပတ်စံလေးနဲ့အဖွားရဲ့ကျမ်းမာရေးဖြင့်မိသားစုတာဝန်ကိုခွဲဝေရှုခဲ့တာပါဒီနေ့တော့တန်နဲ့စက်ကူတွေပလတ်စတစ်ပုံးနဲ့အများကြီးရလိုက်တာပဲစီသူရေမင်းရတကယ်ကြိုးစားတဲ့ကလေးတယောက်ပဲကွာမင်းရွယ်ကလေးတွေထဲမှာဒီလိုဘဝအတွက်ရုန်းကန်ပြီးပစ္စည်းဟောင်းတွေလိုက်ရောင်းနေတာမင်းတယောက်ပဲတွေ့ဘူးတယ်ဒီလိုဆင်းရဲတဲ့ကြာမင်းအဖွားအတွက်လည်းပတ်စံရှာပေးတာတော်လိုက်တာကွာချီကျူးတာကျေးဇူးတက်ပါတယ်ဦးလေးဒီလိုမလုပ်ရင်ထမင်းဝယ်စားဖို့တောင်ပတ်စံရှိမှာမဟုတ်ဘူးလေဒါကြောင့်ကျွန်တော်အားထုတ်ပြီးပစ္စည်းဟောင်းတွေလိုက်ရောင်းရတာပါဝင်ငွေနဲပေမဲ့ကိုချွေးနှဲစာနဲ့ရတဲ့ပတ်စံမို့တန်မိုးရှိပါတယ်ဦးလေးရဲ့မှန်တယ်သားကြီးမှန်တယ်ဒီလိုတွေးခေါ်တတ်တာကောင်းတယ်ကွာဒီခေတ်မှာစားဝတ်နေရခက်ခဲတယ်ပတ်စံမရှိရင်အဆင်မပြေဘူးကွာရှေ့ဆက်ပြီးစူးစမ်းသွားပါစီသူရာဦးလေးမင်းကိုအမြဲတမ်းအားပေးနေမယ်မင်းလိုကောင်းမွန်ပြီးစူးစမ်းတဲ့ကလေးမျိုးတနေ့အောင်မြင်မှအသေးချပဲကွာကျေးဇူးတင်ပါတယ်ဦးလေးဒါဆိုကျွန်တော်ပြန်လိုက်ပါအောင်မယ်တကယ်တမ်းမှာတော့စီသူရဲ့ဘဝဟာထင်သလောက်အေးချမ်းစွာမဖြတ်သန်းနိုင်ခဲ့ပါဘူးနေ့စဉ်နေ့တိုင်းစားဝတ်နေရအတွက်ရှာဖွေရင်အသက်အရွယ်ကြီးရင်ပြီးကျန်းမာရေးမကောင်းတဲ့ဘွားကိုလည်းပြုစုရပါသေးတယ်ဒါအပြင်နေတိုင်းလိုမြက်ဖုံးဆိုတဲ့တငယ်ချင်းတယောက်ရဲ့အနိုင်ကျင့်တွေကိုလည်းခံနေရပါသေးတယ်။မြက်ဖုံးဟာချမ်းသာကြွယ်ဝတဲ့မိသားစုဟာဆင်းသက်လာသူဖြစ်တာကြောင့်စီသူရဲ့ခံစားချက်ကိုလုံးဝကျူးမဆိုင်ပဲအမြဲနှိမ်ချပြီးအနိုင်ကျင့်ပြီးစော်ကားနေတတ်ပါတယ်။သူ့ရဲ့စကလုံးတွေကစီသူရဲ့ရိုးသားတဲ့စူးစမ်းအားထုတ်မှုကိုလောင်ပြောင်တယောဖို့သာရည်ရွယ်ခဲ့တာပါ။အိုးဟျောင်စီသူမင်းမလှုပ်ရှားလှုပ်ကောင်းနေအများကြီးရှိရနဲ့ဘာလို့ဒီလိုညစ်ပတ်ပြီးတန်ဖိုးမရှိတဲ့အမိုက်တွေကိုလိုက်ကောက်နေရလဲနည်းနည်းလေးမှဝင်ငွေမြတဲ့အလုပ်ကိုမင်းမလို့လုပ်နေသေးတယ်ကွာမင်းလို့ဆင်းရဲတဲ့သူနဲ့တခန်းနဲ့ကြောင်းတက်ရတာငါသိခါကြတယ်ကွာရွာသားတွေကငါ့ကိုလည်းမင်းနဲ့တငယ်ချင်းလို့ထင်ကုန်ကြလိမ့်မယ်ပြောရရင်တော့ဒီလိုအနာဂတ်မရှိတဲ့အလုပ်ကမင်းလို့မိပါမယ်ဆင်းရဲတဲ့ကောင်နဲ့ပဲတန်တာပေါ့ငါလို့မဟုတ်ဘူးကွာငါ့ကိုကြည့်ပါလားငါမှဆိုအိုစားကောင်းနေရှိတယ်ခင်မိတယ်ငါမှပတ်စံလည်းရှိတယ်ပြီးတော့အချိန်မရွေးလိုချင်တာအကုန်ရတယ်ကွာမင်းမကောင်းကောင်းမွန်မွန်ဝတ်ဖို့ဝတ်တောင်မရှိဘူးမှလားရွာရဲလူတွေမင်းရှက်တဲ့နဲ့မထင်ဘူးလားငါအမှန်တိုင်းပြောနေရတော့စီသူဟာမျက်ဖုံးစီကနေလောင်ပြောင်ခံရပေမဲ့ဘယ်တော့မှတုံ့ပြန်ဖို့စိတ်ကူးမရှိခဲ့ပါဘူးသူဟာပြုံးရောင်တန်းတဲ့အမူအရာလေးနဲ့ပဲကောင်းလေးငုံကအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်စိတ်ထဲမှာလည်းမျက်ဖုံးပေါ်မှာဘလို့အာကာတမှလုံးဝမထားခဲ့ပါဘူးတစ်ဖက်လူကိုပြန်မတုံ့ပြန်ပဲကိုယ့်ဘက်ကသာကောင်းတဲ့အရာကိုဆက်ပြီးလှုပ်ဆောင်တာကအကောင်ဆုံးပဲလို့ယုံကြည်ထားခဲ့လို့ပါဒါကြောင့်စီသူဟာလူတွေရဲ့ပြောဆိုအနိုင်ကျင့်မှုတွေကိုတီးခတ်ပြီးစီယာဖြစ်ချင်တဲ့သူ့ရဲ့အိမ်မက်ကိုသာအကောင့်ထဲပေါ်ဖို့ကြိုးစားခဲ့ပါတယ်တခြားသူတွေနဲ့မတူပဲပါပိုင်ဆိုင်မှုမှမရှိပေမဲ့စီသူရဲ့ရင်ထဲမှာတော့ကြီးမားတဲ့ရည်မှန်းချက်တွေကခိုင်မာလို့နေပါတယ်ပြီးတော့အဖွားပေါ်ထားတဲ့ကျေးဇူးတည်တတ်မှုတွေကလည်းအပြည့်အဝရှင်သန်နေခဲ့ပါတယ်ဒီလိုနဲ့တနေ့မှစီသူဟာကျောင်းဝပြန်လာပြီးအိမ်လေးရဲ့အောက်မှာမျက်နှာညိုးငယ်စွာနဲ့ထိုင်နေပါတယ်အဲ့လိုထိုင်နေတာကိုအဖွားကမြင်တဲ့အခါသူဟာတစုံတစ်ခုကြောင့်စိတ်မကောင်းဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါပြီ။သူမြေးမှာမကောင်းတဲ့အကြောင်းအရာတစ်ခုခုရှိနေပြီပေါ့။ဒါကြောင့်ဖွာလဲစိုးရင်တကြီးနဲ့မြေးဖြစ်သူကိုဂယုဏတတ်စွာမေးလိုက်ပါတယ်။မြေးလေးရဲ့ဘာဖြစ်လာလဲကွယ်။ဘာလို့တယောက်တည်းဒီလိုထိုင်းနေရလဲ။အဖွားကိုပြောပြအောင်လေ။ဘာအကြောင်းတွေရှိလို့ငါမြေးလေးကဝမ်းနေနေရလဲ။ကျွန်တော်ဘာမှမဖြစ်ပါဘူးဖွာ။ဒါပေမဲ့ကျွန်တော်နားမလဲဘူး။ဘာလို့ကျောင်းဝတငယ်ချင်းတွေကကျွန်တော်မိပါမဲ့အမိုက်ကောက်တဲ့ကလေးစင်းရတဲ့သူလို့ခေါ်ပြီးအမြဲနှိမ်နေကြတာလေ
ပြီးတော့ဘသူမှလည်းကျွန်တော်နဲ့မပေါင်းချင်ကြဘူးအဖွာအဲ့ဒီစကားကိုကြားလိုက်ရတော့အဖွာရဲ့ရင်ထဲမှာမြေပေါ်တနာလို့ဝမ်းနေသွားခဲ့ပါတယ်တခြားကလေးတွေရဲ့ရိုင်းဆိုင်တဲ့စကားတွေနဲ့ဆိုးရွားတဲ့ပြုမှုတွေကြောင့်မြေးလေးရဲ့နှလုံးသားထိခိုက်ရတာကိုတွေးပြီးအဖွာလည်းထပ်တူနာကျင်ရတာပေါ့ဒါကြောင့်အဖွာဟာမြေးလေးကိုအဖိုးတန်တဲ့စကလုံးတွေနဲ့အားပေးလိုက်ပါတယ်မြေးလေးရဲ့အဖွာပြောတာသေချာနားထောင်သူတို့ကမြေးကိုနှိမ်ချအနိုင်ကျင့်ပေမဲ့မြေးတက်နိုင်တဲ့လောက်တီးခံမှာစာအုပ်စူးစမ်းပြီးတော့အဆုံးသတ်အောင်သင်ယူပါအဖွာယုံကြည်တယ်အနာဂတ်မှာမြေးလေးလူကောင်းတယောက်ဖြစ်လာလိမ့်မယ်ဟုတ်တယ်အဖွားတော့ဆင်းရဲတယ်အဝတ်လက်လာတွေဝတ်เสียမရှိဘူးတခြားသူတွေလိုမိဘမရှိဘူးဒါပေမဲ့ဒါတွေဟာအနာဂတ်မှာပဲတော့မှအရေးမကြီးဘူးအဲ့ဒါတွေကအတိကမဟုတ်ဘူးမြေးလေးအရေးကြီးတာမြေးဟာစိတ်ကောင်းရှိပြီးဘသူ့ကိုမှမနာလို့မဖြစ်ဖို့သူများပြစ်စီမခိုးဖို့နဲ့မကောင်းတာမလုပ်ဖို့ပဲသူတို့ရဲ့စော်ကားမှုတွေကနာကျင်စရာကောင်းပေမဲ့တီးခံလိုက်ပါမြေးရဲ့တကယ်လို့မြေးလေးသာစိတ်ကောင်းကောင်းထားပြီးစူးစမ်းမယ်ဆိုရင်တနေ့နေ့ကောင်းမွန်တဲ့ဘဝတစ်ခုရမှာအသေးချပဲအဖွားရဲ့နှစ်သိမ့်စကားတွေကိုကြားလိုက်ရတဲ့အခါမှာစီသူရဲ့စိတ်နှလုံးဟာအေးချမ်းသွားခဲ့ပါတယ်ဒါကြောင့်စီသူလည်းအဖွားကိုပြုံးပြရင်ခိုင်မာတဲ့ကတိစကားပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဖွားရဲ့ကျွန်တော်အဖွားပြောတာအကုန်လုံးလိုက်နာပါမယ်ကျွန်တော်ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပြီးတော့ပတ်စံရှာပါမယ်ဒါမှအဖွားရဲ့တာဝန်မျှဝေယူနိုင်မှာသူတို့ရဲ့နှိမ်ချဆက်ဆံမှုလောင်ပြောင်မှုတွေကိုကျွန်တော်ဘယ်တော့မှကူးမဆိုင်တော့ပါဘူးဖွားတော်လိုက်တာမြေးလေးရဲ့မြေးလေးအမြဲတမ်းမှတ်ထားပါအဖွားမြေးရဲ့ဘေးမှာအမြဲတမ်းရှိနေမယ်ဆိုတာအဖွားရဲ့မြေးလုံနိုင်မယ်လို့အဖွားယုံကြည်တယ်အဲ့ဒီလိုအဖွားရဲ့မြတ်တာပြည့်နဲ့နှစ်သိမ့်စကားတွေဟာစီတုကိုအသည့်အမြင်တွေအများကြီးရစေခဲ့ပါတယ်သူဟာတခြားသူတွေလိုနှွေးထွေးတဲ့မိသားစုမရှိခဲ့နောက်သူ့ကိုအမြဲတမ်းချစ်ခင်ပြီးစိတ်သက်ခွန်အားအပြည့်ပေးနိုင်တဲ့အဖွားတယောက်ရှိနေသေးတယ်ဆိုတာကိုနားလည်သွားခဲ့တာပေါ့နောက်တနေ့မနက်ကျောင်းပြည့်ရက်မှာတော့စီတုဟာပုံမှန်တိုင်းအစောကြီးထပြီးအမိုက်ဟောင်းတွေကိုလိုက်ကောက်နေပါတယ်ဒီနေ့မှာတော့အရင်နေ့တွေထက်ပစ္စည်းအဟောင်းတွေအများကြီးစုမိနေတာကြောင့်စီသူလည်းဝမ်းသာပျော်ရွှင်နေခဲ့တာပေါ့ဒီပစ္စည်းတွေကိုရောင်းပေးရတဲ့ငွေနဲ့အဖွားအတွက်စက်သားဝယ်ပြီးချက်ကျွေးဖို့ရည်ရွယ်ထားလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်တွေမှာအဖွားတယောက်ရင်းရွက်ကြော်နဲ့ငပိရတို့စရာပဲနေတိုင်းလိုလိုစားခဲ့ရလို့ပါဒီလိုနဲ့တနေ့ရောက်တော့လမ်းဘေးမှာမျက်ဖုံးနဲ့သူ့တငယ်ချင်းတွေစကားပြောပြီးရီမောနေကြတာကိုလှမ်းတွေ့လိုက်ပါတယ်။အဲ့ဒီအခါစီသူရဲ့ရှင်ထဲမှာမနာလိုစိတ်ကလေးတော့အနှင်းငယ်ဝင်လာခဲ့တာပေါ့စီသူဟာသူ့စိတ်ကိုဘလောက်ပဲထိန်းချုပ်ပြီးကိုယ့်တာဝန်ကိုအာယုံစိုက်ဖို့တတိပေးနေပါစေတကယ်တမ်းတော့သူလည်းကြီးလေးတဲ့တာဝန်တွေကိုထမ်းဆောင်နေရတဲ့တာမန်ကလေးတယောက်ပါပဲဒီလိုအခက်ခဲတွေနဲ့စိုးရိမ်မှုတွေလုံးဝမရှိပဲတခြားတငယ်ချင်းတွေလိုလွတ်လပ်ပေါ့ပါပြီးစော်ကစားချင်တဲ့စိတ်ကသူ့ရင်ထဲမှာမတိမတာတုံးဝင်လာခဲ့တာပေါ့ဒါအပြင်မြက်ဖုံးတို့လိုမျိုးတောက်ပတဲ့ဝက်ကောင်းတွေကိုဝှက်ချင်ခဲ့ပါတယ်အခုလိုညစ်ပတ်ပြီးလေးလံတဲ့အမိုက်အိတ်ကြီးကိုကြောဖို့ကနှင်းစင်လိုက်ပြီးမယောင်းချင်တော့ဘူးလို့စိတ်ထဲကနေတူတူလေးညီးတွားနေမိတာပေါ့ဒီလိုတွေးနေတော့မှမြက်ဖုံးကသူ့ကိုမြင်သွားပြီးခါတိုင်းလိုပဲအထက်စီးဆန်တဲ့စကလုံးတွေနဲ့လှမ်းပြောလိုက်ပါတယ်ဟာဘသူများလဲလို့ကွာအမိုက်ကောက်တဲ့ကောင်လေးစီသူပါလားမင်းပါစိတ်ကူးနဲ့ဒီလိုညစ်ပတ်နေတဲ့အမိုက်အိတ်ကြီးကိုထမ်းပြီးငါတို့နဲ့လာပေါင်းချင်တာလဲကွာကိုလည်းပြန်ကြည့်စမ်းပါဟမ်ညစ်ပတ်တဲ့ရုပ်ရည်နဲ့ငါတို့ကမင်းနဲ့မစော့နိုင်ဘူးကွာဟေးစော်ရဲရီမင်းအနှံ့ခံကြည့်စမ်းသူ့စီဟာဆင်းရဲတဲ့အနှံ့တွေထွက်နေတာမဟုတ်ဘူးလားကွာအေးဟုတ်တယ်ကွာမင်းလိုဆင်းရဲတဲ့သူကငါတို့လိုချမ်းသာတဲ့သူတွေနဲ့လာမပေါင်းနဲ့ဒီလိုညစ်ပတ်တဲ့အိတ်ကြီးကိုနေတိုင်းတည်နေတာငါတို့နဲ့သာအပေါင်းအသင်းလုပ်ရင်ငါတို့ကုန်သိက္ခာကြတယ်ကွာရွာသားတွေကငါတို့လည်းမင်းနဲ့တူတူအမိုက်ကောက်တဲ့ကလေးတွေလိုထိန်သွားလိမ့်မယ်ကွာသွားစမ်းပါဝေးသွားစမ်းပါစီသူဟာအဲ့ဒီစကားတွေကြောင့်မတုံ့ပြန်နိုင်ပဲနေရာမှာတင်ရက်တန့်သွားခဲ့ပါတယ်သူဟာအခုလိုအနိုင်ကျင့်ခံရတာကြောင့်ဝမ်းနေပြီးစိတ်ထိခိုက်ရပေမဲ့အဖွားရဲ့စကားကိုအမှတ်ရကဘာမှမတုံ့ပြန်ခဲ့ပါဘူးသူ့ရဲ့ကောင်းငုံပြီးမျက်ရည်တွေကျရင်အမိုက်အိတ်ကိုထမ်းကတိတ်ဆိတ်စွာပဲရှေ့ဆက်သွားခဲ့ပါတော့တယ်ဒီနောက်သူဟာရွာထိပ်ကရေကန်ပေးမှထိုင်ချပြီးမျက်ဖုံးနဲ့တငယ်ချင်းတွေရဲ့ရိုင်းဆိုင်တဲ့စကားတွေကိုပြန်စင်စားရင်ရှင်ထဲမှာအထီးကျန်ဆန်တယ်လို့ခံစားနေရတာပေါ့အဲ့လိုဝမ်းနည်းပူဆွေးမှုတွေကရှိနေပေမဲ့စီသူဟာလုံးဝစိတ်တက်မကြခဲ့ပါဘူးသူဟာအရာရာကိုတီးခတ်နိုင်ဖို့ကြိုးစားပြီးစိတ်ကိုလည်းပြန်လဲတည်ငြိမ်အောင်လုပ်ခဲ့ပါတယ်ဒီနောက်ကိုခိုင်မာတဲ့ဂတိပိတ်စကားကိုတိုးလေးပြောလိုက်တာပေါ့ငါစိတ်တက်မကြဘူးဒီနေ့မှာငါဘဝတိုးတက်လာမယ်ငါစာကိုအားသွန်ခွန်ဆိုင်တင်ယူပြီးတော့အလုပ်ကိုလည်းစူးစမ်းလုပ်မယ်ဒါမှငါလည်းတခြားသူတွေလိုကောင်းကောင်းမွန်မွန်နေထိုင်ရမှာငါအဖွားလည်းကုန်ယူရမယ်
ဘသူရဲ့စကားမှငါရဲ့အိမ်မက်နဲ့ရည်ရွယ်ချက်ကိုဖျက်ဆီးခွင့်မပြုဘူးဒါငါရဲ့ဂတိသစ္စာစကားပဲစီသူဟာဒီလိုစကားတွေပြောခန့်နေရပေမဲ့သူ့ရင်ထဲမှာတော့နောင်အနာဂတ်မှာအဖွားအတွက်ပိုကောင်းတဲ့ဘဝတစ်ခုဖန်တီးနိုင်မယ်လို့မျှော်လင့်နေခဲ့တာပေါ့ဒီနေ့မှာတော့စီသူဟာမြတ်ဖုံးရဲ့အိမ်ရှိမှာအမိုက်တွေလိုက်ကောက်ရင်ရုတ်တရက်အနှင်းငယ်ဟောင်းနှွမ်းနေတဲ့ဝတ်တစ်ထည်ကိုအမိုက်ပုံပေးမှကောက်ရလိုက်ပါတယ်အဲ့ဒီအင်ကြီးကမြတ်ဖုံးရဲ့အဝတ်ဟောင်းဖြစ်လိမ့်မယ်လို့လည်းတွေးလိုက်မိတာပေါ့မြတ်ဖုံးလိုချမ်းသာတဲ့သူအတွက်တော့ဒီဝတ်ဟောင်းဟာတန်ဖိုးမရှိတဲ့အမိုက်ဖြစ်ပေမဲ့စင်းရဲတဲ့စီသူအတွက်ကတော့အဖိုးမပြတ်နိုင်တဲ့ယတနာတစ်ခုလိုပါပဲဒါကြောင့်စီသူလည်းအယံဝမ်းသာသွားပြီးစိတ်လှုပ်ရှားစွာတူတူလေးပြောလိုက်ပါတယ်။အိုးဒီအင်ကြီးလည်းအယံလှတာပဲ။နည်းနည်းပါးပါးပြင်းနေပေမဲ့အိမ်ရောက်လို့ပြန်ချုပ်လိုက်ဝတ်လို့ရပြီ။ဒါမြတ်ဖုံးရဲ့အင်ကြီးဟောင်းပဲဖြစ်ရမယ်။သူကအမိုက်ပုံနဲ့လွင့်ပစ်ထားတာဆိုတော့ငါယူသွားလဲဘာမှပြောမှမဟုတ်ပါဘူးလေ။အခုဆိုငါလည်းလှပတဲ့အင်ကြီးကောင်းလေးဝတ်လို့ရပြီ။စီသူဟာစကားပြောပြရတဲ့အချိန်မဆွဲတော့ပဲအင်ကြီးကိုအမြန်ယူပြီးအိမ်ကိုပြန်ပြေးလာပါတယ်။အိမ်ပြန်ရောက်တဲ့အခါအပေါက်အပြဲလေးတွေအနှဲငယ်သားရှိတဲ့အဲ့ဒီအင်ကြီးကိုအချီနဲ့တေချာဖာထိတ်ချုပ်လုပ်ခဲ့တာပေါ့သူဟာအလွတ်လုံးနေရင်ကလည်းပျော်ရွှင်စွာတွေးနေမိပါတယ်ခဏနေဆိုပြီးပြီငါလည်းအင်ကြီးလက်လှလေးဝေ့ရတော့မယ်ဒီအင်ကြီးကြောင့်ငါအေးတော့မှာမဟုတ်ဘူးပို့ပြီးလဲတက်တက်ရရဖြစ်လာလိမ့်မယ်လို့ထင်တယ်စီသူဟာတခြားသူတွေလိုပြေးဆုံတဲ့ပိုင်ဆိုင်မှုမရှိခဲ့ပေမဲ့သူ့ရဲ့ရှင်ထဲကအိမ်မက်ကိုရအောင်လုံနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်အဲ့လိုနဲ့နောက်တနေ့မနက်မှာစီသူဟာပုံမှန်တိုင်းအစောကြီးထပြီးအမိုက်တွေလိုက်ကောက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ပြီးတော့သူကိုယ်တိုင်ဖာထိတ်ချုပ်လုပ်ထားတဲ့အင်ဂျီကိုလည်းထိတ်ဟန်အပြေနဲ့ဝတ်ဆင်ထားလိုက်တာပေါ့။တခြားသူတို့ရဲ့အင်ဂျီတွေလိုပြောင်ပြောင်လက်လက်လှပခြင်းမရှိပေမဲ့စီသူအတွက်တော့ဒါဟာသူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ရခဲ့တဲ့အရာမဟုတ်လား။ဒါကြောင့်သူ့ကိုယ်သူလည်းဂုဏ်ယူနေခဲ့ပါတယ်။ဒီလိုနဲ့စီသူဟာအမိုက်တွေလိုက်ကောက်နေတော့မြတ်ဖုံးတို့တငယ်ချင်းတယောက်နဲ့ထပ်တွေ့ပြန်ပါတယ်။မြက်ပုံးဟာစီတူဝတ်ထားတဲ့အင်ဂျီကိုမြင်တဲ့အခါချက်ချင်းပဲဒါဟာလွန်ခဲ့တဲ့ရက်တွေကသူအမိုက်ပုံးထဲလွှင့်ပစ်လိုက်တဲ့အင်ဂျီဟောင်းဆိုတာကိုမှတ်မိသွားခဲ့တာပေါ့ဒါကြောင့်မြက်ဖုံးနဲ့စော်ရဲတို့ဟာမကြေမနက်ဖြစ်ပြီးစီတူနှိမ်ချတဲ့စကလုံးတွေနဲ့အဆက်မပြတ်ပြောဆိုပါတော့တယ်ဟမ်ခီအောင်စီတူမိပါမဲ့ကောင်အမိုက်ကောက်တဲ့ကောင်မင်းဟာတကယ်ကိုအင်ဂျီလက်လှလေးဝတ်ဖို့ပတ်စံမရှိတဲ့အထိစင်းရဲညာလားကွာငါအမိုက်ပုံးထဲလွှင့်ပစ်လိုက်တဲ့ဝတ်ဟောင်းကောက်ယူပြီးဖာသေးဝတ်ရဲတယ်ပေါ့မင်းမရှက်ဘူးလားဟမ်ဟုတ်တယ်မြတ်ဖုံးရစင်းရဲတဲ့သူကတော့အမိုက်ကောက်ပြီးရောင်းအောင်မှပတ်စံရမှာပေါ့သူတို့ဘေကနေအဝတ်လက်လှလေးတွေဝယ်နိုင်မှာလဲဟာဟုတ်တယ်မလားဒီမှာမြတ်ဖုံးငါပြောတာနားထောင်စမ်းပါဒီလိုလူမျိုးတွေမြင်ငါစိတ်ထဲတကယ်ရွံမုန်းစရာကောင်းတယ်လို့ခံစားရတယ်သူများတွေပြစ်ထားတဲ့အရာတွေကိုလိုက်ယူပြီးပြန်ဝတ်နေကြတာချောင်စီသူမင်းနဲ့အဖွားတကယ်ကိုစင်းရဲတာပဲမင်းကိုယ်တိုင်လည်းပြန်ကြည့်စမ်းအပေါက်အပြဲတွေဖာထားတဲ့အင်ကြီးဝတ်ထားရတာမင်းအဖွားလည်းတကယ်ကိုနှမျောလုံးတဲ့လူကြီးပဲမင်းကိုအင်ကြီးကောင်းကောင်းလေးတစ်ထည့်တော့မဝယ်ပေးဘူးလားစီသူဟာသူတို့နှစ်ယောက်ရဲ့နှိမ်ချပြောဆိုမှုတွေကိုညှိသက်စွာရက်ပြီးနားထောင်နေပါတယ်သူဟာအပေါက်ပြဲတွေနဲ့ဖာထိထားတဲ့သူ့အင်ကြီးကိုငေါ့ကြည့်ရင်မျက်ရည်တွေကပါးနှစ်ဖက်ပေါ်ကနေစီးကျလာတာပေါ့ဒါပေမဲ့ဘာမှပြန်မပြောဖို့မှားထားတဲ့အဖွားရဲ့ဆုံးမစကားကိုအမှတ်ရပေမဲ့တကယ်တမ်းမှသူလည်းနှလုံးသားရှိတဲ့လူတစ်ယောက်ပဲမဟုတ်ပါလားအဲ့ဒါကြောင့်စီသူဟာခက်တိုးတိုးလေးပြန်ပြောလိုက်တယ်မြတ်ဖုံးစီရဲ့မင်းတို့ငါ့ကိုဘာပြောငါကြည့်မဆိုင်ဘူးငါသီးခံနိုင်တယ်မင်းတို့ပြောတာအားလုံးမှန်တယ်လို့လည်းငါလက်ခံတယ်ဒါပေမဲ့မင်းတို့ငါ့အဖွားကိုစော်ကားဖို့ဘာခွင့်ရေးမှမရှိဘူးဟုတ်တယ်ငါအဖွားချမ်းသာတာမဟုတ်ဘူးဆင်းရဲတယ်ဒါပေမဲ့ငါ့ကိုချစ်ချင်းမြတ်တာတွေအပြည့်နဲ့ပြုစုဆောင်ရှောက်ခဲ့တဲ့လူကောင်းတစ်ယောက်ပဲမင်းတို့လိုချမ်းသာပေမဲ့မောက်မာပြီးသူများတွေကိုအမြဲနှိမ်ချအနိုင်ကျင့်တဲ့သူတွေလို့မဟုတ်ဘူးသူများတွေဘယ်လိုခံစားရမယ်ဆိုတာမစင်စားပဲမင်းတို့လှုပ်ချင်တာလှုပ်နေကြတယ်မှတ်လားစကားဆုံးတာနဲ့စီသူဟာစိတ်နှလုံးနာကျင်စွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်သူဟာမျက်ရည်တွေစီးကြနေရင်စိတ်ထဲမှာလည်းသူ့ကိုအမြဲတမ်းချစ်ပြီးစိုးရင်ပူပန်ပေးတဲ့အဖွားရှိနေသေးတယ်ဆိုတဲ့ခံစားချက်ကိုအမတ်ရနေခဲ့တာပေါ့စီသူအိမ်ပြန်ရောက်တော့ဝမ်းထဲနေတဲ့သူ့ရဲ့ပုံစံကြည့်ပြီးတကားဝမှာစောင့်နေတဲ့အဖွားကချက်ချင်းသိလိုက်ပါတယ်သူ့မြေလေတငယ်ချင်းတွေစီကနေထပ်ပြီးအနိုင်ကျင့်ခံလာရပြန်ပြီဆိုတာကိုပေါ့မြေလေးစီသူရဲ့မြေလေးအနိုင်ကျင့်ခံရပြန်ပြီမှတ်လားမြေလေးရဲ့စိတ်ရှည်တီးခံထားပါအဲ့ဒီကလေးတွေနဲ့ပြန်ပြီးတော့ရမဖြစ်နဲ့နော်မြေလေးဒီလိုအနိုင်ကျင့်ခံနေရတာမြင်ရတော့အဖွားအရန်ဝမ်းနေတာပဲမြေရဲ့မိဘတွေသာရှိနေသေးရင်မြေလေးရဲ့ဘဝတလောက်ထိခက်ခဲမှာမဟုတ်ဘူးအဖွားကိုယ်တိုင်ကလည်းတခြားသူတွေလိုပတ်စံမရှိတော့မြေကိုပျော်ရွှင်အောင်မထားနိုင်ဘူးကွယ်အဖွားရဲ့အတန်ဟာမြေဖြစ်သူအတွက်ဘဝကောင်းတစ်ခုမပေးနိုင်တဲ့ပေါ်ကိုအပြစ်တင်နေမှန်းစီသူနားလည်လိုက်ပါတယ်
သူ့အပေါ်ထားတဲ့အဖွားရဲ့မြစ်တာနဲ့စိုးရင်ပူပန်မှုတွေကိုခံစားမိတဲ့အခါစီသူလည်းချက်ချင်းပဲအဖွားကိုနှစ်သိမ့်လိုက်ပါတယ်။ဖွားရဲ့စိတ်မပူပါနဲ့ကျွန်တော်ဘယ်တော့မှစိတ်အားမငယ်ပါဘူး။တခြားကလေးတွေလိုတငယ်ချင်းမရှိတာအဝတ်လက်လက်လေးမိုးဝေးရတာကျွန်တော်ကြည့်မဆိုင်ဘူး။ကျွန်တော်သိပါတယ်။အဖွားကျွန်တော်ဘလောက်ချစ်ပြီးစိုးရင်လဲဆိုတာကျွန်တော်မှအဖွားရှိုံနဲ့တင်ပျော်ရွှင်နေပါပြီ။ကျွန်တော်ဂတိပေးပါတယ်အဖွား။ကျွန်တော်စာအုပ်ကြိုးစားမယ်။လူကောင်းတယောက်ဖြစ်အောင်လဲကျွန်တော်သင်ယူမယ်။ဒါမှအဖွားဂုဏ်ယူရမှာပေါ့။နောက်တစ်ချိန်မှာကျွန်တော်တို့ဘဝတွေပိုပြီးကောင်းမွန်လာအောင်ကျွန်တော်အရာရာကြိုးစားလှုပ်ဆောင်သွားပါမယ်။စီသူရဲ့ခိုင်မာတဲ့ဂတိစကားကိုကြားလိုက်ရတဲ့အခါမှာအဖွားလည်းဝမ်းသာလို့ကြားတဲ့မျက်ရည်တွေကြားကနေပြုံးပြလိုက်ပါတယ်။မြေရဲ့ဂတိဟာအဖွားရဲ့မျောလင်းချက်တွေကိုအပြည့်အဝဖြည့်ဆည်းပေးလိုက်တယ်လို့ပါပဲ။သူတို့နှစ်ဦးဟာတဲအိမ်ဟောင်းလေးထဲမှာစင်းရဲစွာနေထိုင်ရပေမဲ့အချင်းချင်းနားလည်မှုတွေနဲ့ပျော်ရွှင်နေခဲ့ရပါတယ်။လပေါင်းများစွာကြာမြင့်လာတဲ့အခါတစ်ချိန်ကအမိုက်ဟောင်းတွေလိုက်ကောက်ရင်အလုတ်ကိုစူးစမ်းလုပ်ခဲ့တဲ့ကောင်းလေးစီသူဟာအခုတော့ရီမန်းချက်ကြီးပြီးဇွဲရှိတဲ့လူငယ်တယောက်ဖြစ်လို့နေပါပြီ။စီသူဟာကျွာထဲမှာရှိတဲ့အထက်တန်းကျောင်းကိုအောင်မြင်စွာပြီးဆုံးခဲ့ပြီးအတန်းထဲမှာအမှတ်အကောင်းဆုံးနဲ့ပထမနေရာကိုရရှိခဲ့ပါတယ်။သူရဲ့ထူးချွန်မှုကြောင့်စီသူဟာမြို့ကြီးမှာရှိတဲ့တက္ကသိုလ်ကိုပညာသင်ဆုနဲ့ဆက်လက်ပြီးတက်ရောက်ခွင့်ရခဲ့တာပါ။မြေးလေးရဲ့အဖွားမြေးလေးကိုရမ်းကုန်ယူတာပဲ။မြေးအထက်တန်းအောင်မြင်မကဘူး။အခုမြို့ကြီးမှာကျောင်းဆက်တက်ဖို့ပညာသင်ဆုပါရခဲ့ပြီ။ငါမြေးအရင်တော့အဖွားပြောခဲ့သလိုတက်နိုင်တဲ့လောက်တီးခံပြီးစူးစမ်းပါကွယ်။တက္ကသိုလ်ပွဲလက်မှတ်ကိုယူလာပြီးအဖွားကိုပြပါအောင်နော်။ဟုတ်ကဲ့ပါဖွားကျွန်တော်ဂတိပေးပါတယ်။ကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့အနာဂတ်အတွက်တည်တည်ချာချာစူးစမ်းသင်ယူသွားပါမယ်။ဒါပေမဲ့အဖွားရဲ့ကျွန်တော်မြို့ကိုသွားပြီးကျောင်းဆက်တက်ဖို့တိတ်ဆိတ်မပါဘူး။ဘာလို့လဲမြေးလေးရဲ့ဒါမြေးရဲ့အနာဂတ်ပဲလေ။ဒီအခွင့်အရေးကိုမြေးလေးဆုပ်ကင်ထားရမယ်။ကျွန်တော်သွားရင်အဖွားကိုဘသူကစောင့်ရှောက်ပေးမှလဲဗျ။သွားပါမြေးလေးရဲ့အဖွားကိုစိတ်မပူပါနဲ့။အဖွားကျမ်းမာရေးကောင်းပါသေးတယ်။ကိုလည်းကြည့်ယူဆိုင်နိုင်တယ်။မြေးက4နှစ်ပဲသွားရမှာလေ။အကြာကြီးမဟုတ်ပါဘူးကွယ်။မြေးဆောင်စူးစမ်းတင်ယူဖို့ပဲအတိကထားပါ။ပြီးတော့အဖွားကိုပေးထားတဲ့ဂတိကိုမမေ့နဲ့နော်။သူတို့နှစ်ဦးဟာနှွေးထွေးတဲ့စကားတွေပြောဆိုပြီးနောက်အိယာဝင်ကအနားယူလိုက်ကြပါတယ်။ရဲအနှင်းငယ်ကြားတဲ့အခါမှာမျောလင့်ချက်တွေနဲ့ရွာကိုခွဲခွာပြီးမြို့ကြီးစီရောက်သွားခဲ့တာပေါ့။စီသူဟာပတ်ဝန်းကျင်တဲ့နဲ့မြို့ပြနေထိုင်မှုပုံစံတွေကိုအသားကျအောင်စူးစမ်းပြီးစာကိုဂရုတစိုက်သင်ယူနေခဲ့ပါတယ်။ဒါအပြင်ကျောင်းစီရင်နဲ့အဖွားကိုထောက်ပံ့ဖို့အချိန်မှန်အလုပ်တွေလုပ်နေပါသေးတယ်။အဖွားရဲ့တာဝန်မျှဝေထမ်းပိုးနိုင်အောင်ငါအောင်မြင်ရမယ်။ငါစာအဆုံးတွေသင်ယူပြီးကျွာကိုပြန်ပြီးတော့အဖွားကိုပြုစုရမယ်။အခုဆိုရင်အဖွားတယောက်တည်းဘလို့နေရမလဲမသိဘူး။စီသူဟာအလုတ်လောက်ရင်စားချက်ရင်နဲ့မအားတဲ့ကြားကသူ့အဖွားကိုလွမ်းဆွနေခဲ့တာပေါ့။စီသူဟာငွေကြေးအတွက်မပူပန်ရအောင်စာကိုစူးစမ်းသင်ယူရင်အလုတ်ကိုလုပ်ခဲ့တာကြောင့်ပတ်စံစုမိပြီးကျောင်းစီအတွက်လည်းပြဿနာမရှိခဲ့ပါဘူး။စီသူဟာညရောက်တိုင်းအဖွားဖြစ်သူနဲ့စကားပြောခဲ့ဖို့တဲ့အတိတ်ကိုတတိယရင်ကတင်ပေးနာမှာခဏထိုင်ပြီးမှအိယာဝင်လိမ့်ရှိပါတယ်။အဲ့ဒီအချိန်ရွာမှာတော့အဖွားဖြစ်သူဟာနေတိုင်းလိုအိမ်မိုးကိစ္စတွေပြီးရနဲ့တဲအိမ်လေးအောင်မှာထိုင်ပြီးချီရတဲ့မြေလေးပြန်လာမဲ့လမ်းကိုမျှော်ကြည့်နေလိမ့်ရှိပါတယ်။မြေလေးစီသူရဲ့မြို့ကြီးကနေဘယ်တော့မှပြန်လာမှလဲအဖွားမြေကိုလွမ်းလာပြီးအခုဆိုအဖွားလဲတော်တော်လေးကိုအိုမင်းနေပြီးမြေပြန်လာတဲ့အချိန်ကျရင်မြေရဲ့အောင်မြင်မှုကိုမြင်ရဖို့အဖွားမှာအင်အားရှိပါမလားမသိပါဘူးကွယ်အဖွားဟာအသက်အရွယ်ကြီးရင်လာတာနဲ့မျှကျန်းမာရေးလည်းမကောင်းပဲမကြာခဏဆိုသလိုဖျားနာနေခဲ့ပါတယ်ဒါကြောင့်ပဲအဖွားဟာမြေလေးကိုအရန်လွမ်းဆွပြီးစိုးရိမ်နေခဲ့တာပါသူတို့မြေအဖွားနှစ်ယောက်ထားခဲ့တဲ့ဂတိအတိုင်းပဲအောင်မြင်မှုတွေကိုမြင်ချင်နေခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့၄နှစ်ကြာပြီးတဲ့နောက်စီသူဟာဆရာဖြစ်တဲ့နန်းကိုအောင်မြင်စွာပြီးဆုံးခဲ့ပါပြီသူစိတ်ကူးထားတဲ့အတိုင်းစာတိရွာလေးကိုပြန်လာပြီးအခွင့်အရေးနေပါတဲ့ကလေးတွေကိုပညာပြန်ပေးမယ်လို့ရည်ရွယ်ခဲ့တာပါအဖွားအတွက်လည်းအိမ်သစ်ဆောက်ပေးမယ်လို့စိတ်ကူးနေခဲ့တာပေါ့အဖွားရဲ့ကျွန်တော်အောင်မြင်သွားပြီနော်အဖွားအရန်ပျော်လိမ့်မယ်ထင်တယ်ဒီကိစ္စလေးတွေရှင်းပြီးလို့မနှက်ပြန်ကြရင်ကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော်ရဲ့အောင်မြင်မှုကိုအဖွားပျော်ရွှင်စွာကုန်ယူဖို့စောင့်နေပေးပါနော်နောက်နေ့မနက်မှာတော့စီသူဟာအတုပ်အပိုးတွေနဲ့မြို့ကနေရွာကိုပြန်ရောက်လာပါတယ်ဒါပေမဲ့ရွာသားတွေများကြီးဟာသူ့အိမ်ရှိမှစူယုံနေတာကိုတတိထားမိလိုက်တယ်ဒါအပြင်တချို့ရွာသားတွေကမျက်ရည်တွေနဲ့ဝမ်းနည်းပူဆွေးနေကြတာပါအဲ့ဒီချိန်ရွာသားတယောက်ကစီသူ့ကိုမြင်ပြီးအလောတကြီးနဲ့စကားဆိုလိုက်ပါတယ်ဟိကောင်စီသူမင်းပြန်လာပြီလားအခုမြင်အိမ်ထဲဝင်သွားလိုက်တော့မင်းပြန်လာတာဝမ်းသာပေမဲ့မင်းအဖွားတော့ဆုံးမသွားပြီကွာအဲ့ဒီစကလုံးတွေဟာစီသူရဲ့ရင်ကို
မိုးကြိုးပြစ်ချသလိုခံစားလိုက်ရပါတယ်။သူ့အဖွားဟာတလောက်မြင်မြန်ကြီးထွက်ခွာသွားလိမ့်မယ်လို့စီသူလုံးဝမတွေးခဲ့မိပါဘူး။စီသူဟာအဖွားရဲ့အလောင်းရှိမှာဝမ်းနဲ့စွာနဲ့တူးထောက်ချလိုက်ပြီးငိုကြွေးပါတော့တယ်။အဖွားကျွန်တော်အောင်မြင်သွားပြီလေ။အဖွားထမကြည့်တော့ဘူးလား။ဆရာဖြစ်ချင်ခဲ့တဲ့ကျွန်တော်ရဲ့အိမ်မက်တိုင်းဖြစ်လာပြီအဖွားရဲ့အဖွားကိုဂတိပေးခဲ့သမျှအရာရာကိုကျွန်တော်ဖန်တီးပေးမယ်လို့စိတ်ကူးထားခဲ့တာ။ဒါပေမဲ့အဖွားရဲ့အခုတော့အဖွားကျွန်တော်ဘေးမှာမရှိတော့ဘူး။ကျွန်တော်ဘလို့ဆက်ပြီးရှင်တန်ရပါမလဲအဖွားရဲ့ကျွန်တော်ထားကြည့်ပါအောင်အဖွားရဲ့စီသူဟာသူ့ရဲ့မျက်ရည်တွေကိုလုံးဝမထိန်ချုပ်နိုင်တော့ပဲအာပါတရငိုကြွေးလိုက်ပါတယ်ဒါပေမဲ့အဖွားရဲ့ဆုံးမစကားတွေကိုအမြဲစိတ်ထဲမှာမှတ်ထားပြီးဘယ်တော့မှလမ်းမလိုက်ပဲဂီယူတဆိုင်နဲ့နေထိုင်မယ်လို့ရှင်ထဲကနေဂတိပေးလိုက်ပါတယ်ဒီလိုနဲ့လာပေါင်းများစွာကြာမြင့်သွားတဲ့အခါစီသူဟာရွာကစာတင်ကျောင်းမှာဆရာတယောက်ဖြစ်ဂုဏ်ယူစွာနဲ့တာဝန်ထမ်းဆောင်နေပါပြီသူ့ရဲ့အသိပညာဉာဏ်ပညာနဲ့စေတနာမြတ်တာအလုံးကိုအခွင့်အရေးနေပါတဲ့ကလေးငယ်တွေစီပေးအပ်ခဲ့ပါတယ်။သူဟာကလေးတွေကိုပညာသင်ပေးရင်သူ့ဘဝဆက်ကြောင်းကိုလည်းအားပေးစကားဖြင့်ပြောပြပေးလို့ရှိပါတယ်။ကလေးတို့စင်ရချင်းဆိုတာငါတို့ရက်တန့်စေနိုင်တဲ့အတားအဆီးမဟုတ်ဘူး။မင်းတို့အားလုံးစူးစမ်းမယ်တီးခံမယ်ရည်ရွယ်ချက်ခိုင်မာမယ်ဆိုရင်အားလုံးအောင်မြင်နိုင်ပါတယ်။စီသူဟာကလေးတွေကိုအဲ့ဒီလိုအကောင်းမြင်စိတ်နဲ့ဆွဲလုံးလာရှိမှုဆိုင်ရာအတွေးခေါ်တွေကိုအမြဲတမ်းသင်ကြားပေးပါတယ်။ဒါကြောင့်ကလေးတွေတင်မဟုတ်ပဲလူကြီးသူမတွေကပါသူ့ကိုလေးစားချစ်ခင်ပြီးကြွားရဲ့မျှော်လင့်ချက်အဖြစ်သတ်မှတ်ခဲ့ကြတာပါဒီအခါဆရာစီသူရဲ့ဘဝဟာအရှင်လိုမဟုတ်တော့ဘဲနဲ့ပျော်ရွှင်မှုတွေနဲ့ဂုဏ်ယူစရာတွေပြည့်နေခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာငယ်စဉ်ကလေးကစီသူကိုလောင်ပြောင်ပြီးအနိုင်ကျင့်ခဲ့တဲ့မြက်ဖုံးကတော့တကယ်ကိုဆိုးရွားလွန်းပါတယ်ဘာကြောင့်လဲဆိုတော့မြက်ဖုံးဟာမွေကလေးကစီးစိမ်ချမ်းသာနဲ့ဖြတ်တန်းရတာကြောင့်ကြိုးစားအားထုတ်မှုရဲ့တန်ဖိုးမသိပဲပြင်းရည်နေခဲ့တာပါသူဟာကျောင်းကိုလည်းဆုံးခန်းတိုင်အောင်မတက်ခဲ့ပါဘူး။ဒါအပြင်သူမိဘတွေဆုံးမသွားတဲ့အခါပိုင်ဆိုင်သမျှအမွေအားလုံးရောင်းချပြီးလောင်းကစားလုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အတက်ပညာရဲလို့ဘာတစ်ခုမှမတက်ကြွတဲ့မြတ်ဖုံးဟာအသက်ဆက်ရှင်တန်ဖို့အမိုက်ကောက်တဲ့သူဘဝကိုရောက်သွားခဲ့ရပါတော့တယ်။ဒီပုံပြင်လေးရဲ့အဆုံးကတော့ဇွဲနဲ့ကြိုးစားအားထုတ်မှုတည်တာအောင်မြင်ခြင်းတို့ပို့ဆောင်တော့တခုဒီတော့လမ်းကြောင်းဖြစ်သည်ဆိုတဲ့စကားပုံတိုင်းပဲမြက်ဖုံးနဲ့စီသူရဲ့ဘဝတွေကိုကြည့်ပြီးအထင်ရှားသိမြင်နိုင်ပါတယ်။စီသူဟာဆင်းရဲတဲ့မိဘမဲ့ဘဝကနေမွေးဖွားလာခဲ့ပေမဲ့ဇွဲလုံးလစူးစမ်းအားထုတ်မှုနဲ့တီးခတ်မှုကိုအရင်တည်ခဲ့လို့သူ့ရဲ့အိမ်မက်တိုင်းဘဝမှာအောင်မြင်ခဲ့ပါတယ်။ချမ်းသာတဲ့မိသားစုကမွေးဖွားလာခဲ့တဲ့မြက်ဖုံးတက်တော့စီးစိမ်ဥစ္စာတွေဟာအမြဲတမ်းသူ့ဘေးမှာထာဝရရှိနေမှာမဟုတ်ဘူးဆိုတာကိုသက်သေပြခဲ့တာပါ။ဒါကြောင့်ခိုင်မာတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားအားထုတ်မှုဟာလူတိုင်းရဲ့ဘဝကိုအောင်မြင်မှုစီပို့ဆောင်ပေးမဲ့အတိကတော့ချက်တွေပဲဖြစ်ပါတော့တယ်ရှင်။ဟုတ်ကဲ့ပါရှင်။ကျမတို့ဘဝတွေအတွက်အရန်ကိုသင်ခန်းစာကောင်းပေးသွားတဲ့ဇလံကောင်းလေးတစ်ပုဒ်ပါ။အခုလိုဇလံကောင်းတွေကိုကြည့်ရှုချင်တဲ့ဆိုရင်တော့ကျမတို့ရဲ့ ZNK Channel လေးကို Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။အားပေးနေတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါအောင်မယ်နော်။